စားတော့လည်းမစင်ကျင်ဘူးဘယ်သူ့မှလည်းဘာမှမပြောဘူးခက်တီပဲတာတာရရသူ့ဘောသူစစ်တော့မခိုင်းဘူးရုရှားပလက်စီတန်ပူတင်ရကြတော့ရုရှားပလက်စီတန်ပူတင်ရကြတော့ဟိုငယ်စတောင်းဒီကလေးဘွားတုံးတွေကနိုင်ငံအစိတ်သိပေါ်မှာပြိုကွဲသွားတယ်ဒီလိုတွေနိုင်ငံစစ်တပ်ပေါင်းများစွာကြာပြီးစိတ်မကောင်းစရာသတင်းတွေအများကြီးပဲဟိုကလူကြီးပိုင်းနေလေပထမတော့ကဒီတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကသူတို့ရဲ့မီယိုးပလာမိဘတွေအဲ့တော့ကကျွန်တော်အာဆီယံမှာဟိုကညနေပိုင်းလာတယ်လေဟုတ်တယ်မှန်တာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ကအာဆီယံမိဘနိုင်ငံတွေအကုန်လုံးပေါင်းစုပြီးတော့ဒီပညာအတွက်ကိုနေပြီးတော့ဂျနာဘိုဆိုင်ဘာစီတီစတာစီဆိုတဲ့အချိန်မှာနိုင်ငံတကာချင်းနှိမ့်မြုံမှန်မှုကမလိုက်နိုင်ဘူး။တန်တဲ့နိုင်ငံတွေကြတော့လည်းပဲကျွန်တော်တို့ကဒါဘကိုးရိုးမနဲ့အယောင်ကြီးကိုအခြေခံပြီးတော့စားတော့ပို့နိုင်တယ်။မှန်တယ်။သူကဘယ်လိုဖြစ်လဲဆိုတော့ပြည်သူတွေအထင်မှာကျောင်းအစိုးရလုံခဲ့တာပေါ့ဒါကျွန်တော်တို့နေပြီးတော့နှစ်ထောင်ပေါင်းများစွာစီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက်ကိုမင်းတို့ကုန်စည်နှုန်းအသုံးပြုလို့လုံးအဲ့လိုမျိုးပြည်သူတွေကိုဒီနိုင်ငံခေတ်ဆက်ဆက်ထားရှိခဲ့တဲ့ဒီမင်းတို့မင်းလက်ထက်ကဆိုတော့ဟယ်လီကော်ပတာဒီပညာကိုဘာလို့ဟုတ်တယ်မပြနိုင်ဘူးမပြနိုင်ဘူးအရင်မျိုးဘုံတို့ဘာလို့လေဟုတ်တယ်လေအဲ့ပြရမလားဟိုဒီငုတ်တမောခုလက်ရှိပြဿနာတက်ကြအဲ့မင်းရဲ့တိတ်ခါသူတို့ကဇိုးတမောဟုတ်တယ်ဒီကတည်းကမင်းအောင်လာလို့တင်းလို့သိပေမဲ့သူတို့တွေပဲကျမအရေးအခြေအနေရတယ်ပြပြနာနောက်ကဘာနဲ့အရှိကဘာအားပြိုင်နေတဲ့အချိန်မှာအားပြိုင်နေဟုတ်ဒါအာဆီယံမှာငင်းညံ့မှုနဲ့အတူတူကသိတယ်မလားကျွန်တော်နိုင်ငံနဲ့ကောင်းသားရေးမဟုတ်ဘူးဗျာမှန်တယ်အာဆီယံဆက်နိုင်ငံပူပေါင်းပြီးတော့အချိုးတူဆိုလို့ရှိရင်ကျွန်တော်အာရှကဘာစီးလုံးသွားရင်နောက်ကဘာနဲ့အားပြိုင်ပြီးမှာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ပါကစ္စတန်နဲ့ယူရီးယားနဲ့အဲ့လိုမျိုးစစ်ပြစ်ကြအကြောင်းမရှိဘူးဟုတ်တယ်မှန်တယ်ဟိုမှာကျွန်တော်ပြောလို့တော့မကောင်းပါဘူးအဖေမေမိဘလို့ပြီးကိုလာခဲ့ရတယ်စင်ကာပူတို့ယူရီးယားတို့ချိုင်းနာတို့ကိုရီးယားတို့ဂျပန်ကျွန်းတွေပဲလေဘာမှမရှိတော့ဘူးဂျာတိလူပြက်စီးသွားတာတော့ဒါပေါ့ဟုတ်တယ်လေတော်ကိုအဲ့ရေအင်းမြစ်စားပါမှုမှာဝါးပြီးစားပြီးဆက်သက်စိုက်ပျိုးရာကနေအဲ့တရုတ်ပြည်မှာသူကနှင်းငယ်တွေကြာပြီးဂျာတိလူအေးဝါလို့ကျွန်တော်တို့အားလုံးဝမ်းသာဖြစ်သွားတာရင်းသားတွေမှာပထမတော့ရေအင်းမြစ်စားပါမှုတွေထားတာလေအဲ့ဒါနဲ့သိတယ်မလားရေတောင်မတောက်ကအောင်ဆိုပြီးတော့အခုကျန်တယောက်မကျန်ကုန်လဲဟိုအစ္စလာမ်ဘာသာဝင်လို့တော့မပြောရုံတပဲဟိုကိုတော့မှစကားမပြောပြပါဘူးသူတို့လည်းသိတာလေရေအင်းမြစ်စားပါမှုပြဿနာကိုဝါးပြီးနေစိုက်ပျိုးပြီးတော့တဘာဝတစ်တော်တွေပြန်ထိမ့်သိမ့်တဲ့အချိန်မှာတစ်တွေခုံးလို့မရတော့ဘူးလေရှိသမျှသိတယ်မလားဟိုကတိုင်းပြည်နဲ့စလိဘူးကတယောက်မကြဘာမှလို့မရဘူးအဲ့ဒါအောင်နေပြီးတော့အဲ့တော့မှအဆင်ပြေသလိုသေးသေးချာချာသေးသေးလို့တော့ဟိုဆရာမဆူနေကြတယ်ဆိုတော့ဆရာမသားတယ်လို့ပဲအဲ့လိုပုံစံမျိုးတွေစကားပြမေးဦးမယ်ခင်ဗျအေးရဖုန်းကြီးကဘာချင်းနေနားထောင်လဲဗျဘာသချင်းမှမနားထောင်ဘူးကရေဒီယာလာတဲ့ရှေးအောင်သချင်းတွေပဲနားထောင်ရှေးအောင်ချင်းပဲဘာချင်းနေနားထောင်လဲဟိုကဘာလဲဝေလဲမွေးချွေလဲမွေးချိန်တက်တွေမောင်းနေကြီးချိန်တက်မောင်းမြကြီးဆိုင်ဒီဆိုင်ခံဟုတ်ပြီဆိုင်ကလေးခင်မောင်တူပြီးွားလို့ဆိုလို့ရှိရင်အခုနောက်ထွက်တာတော့ဟိုကလူငယ်တွေလူကြီးတွေပေါင်းစုရတာပေါ့သိတယ်မလားဟိုကအာဇာမီတို့ရဲလေးတို့ဟိုကတည်းအဲ့ဒါတော့ electro မှာ calculate လုပ်လိုက်တဲ့ခါကျတော့ဒီမှာrock guitar ရှိဟုတ်တယ်ဘုံကြီးတန်များတာတာရကျွန်တော်တို့ရဲ့ရှေးအညာတော်တော်နောက်ကြနေဦးမယ်ဟိုတငယ်ချင်းတယောက်ဟိုမှာဆက်ရနေလို့လိုက်လာတာဟိုက